လွန်ခဲ့တဲ့နှစ်ပေါင်း300လောက်တုန်းကဟီတိုဂါရှီကျွန်းပေါ်မှာနေထိုင်တဲ့တန်ငါသည်တွေအားလုံးဟာအငတ်ဘေးကြားရောက်ပြီးတော့အများပြားသေဆုံးခဲ့ပါတယ်။တနေ့မှာတော့ပင်လယ်ကမ်းစပ်တနေရာမှာအရန်ကိုမဲနှက်ပြီးကြီးမားတဲ့ဝေလာငါးကြီးတစ်ကောင်အကြောင်းရင်းမရှိတောင်တင်လာခဲ့ပြီးတော့ငတ်မွနေတဲ့ကျွန်းသူကျွန်းသားတွေအားလုံးလည်းအဲ့ဒီဝေလာငါးကြီးကိုစားတော့ပြီးတော့သူတို့ရဲ့ဝမ်းရည်ကိုဖြည့်ရှင်းမှုအတွက်လုပ်ခဲ့ကြပါတယ်။ဒါပေမဲ့လူသားတွေမသိသေးတာကအဲ့ဒီဝေလာငါးကြီးကတာမန်ငါးမဟုတ်ပဲပင်လယ်အောက်ခြေမှာနေထိုင်တဲ့အရေးမကောင်းဆိုးဝါးတစ်ကောင်ဖြစ်နေတဲ့ဆိုတာပါပဲ။သူ့ကိုတက်စားဖို့လာနေကြတဲ့တန်ငါတွေအားလုံးကိုခြောက်လန့်ဖို့အတွက်ဘေးနားမှာရှိနေတဲ့ကလေးမလေးတယောက်ရဲ့ပုံတူကိုချက်ချင်းကူယူခဲ့လိုက်ပြီးတော့ဒီယာကိုမြင်လာရတဲ့တန်ငါတွေအားလုံးကလည်းအရန်ကိုကြောက်လန့်သွားကသူတို့တွေတော့ကျိန်စာတင်ပြီးဆိုပြီးတော့တွေးခဲ့ပါတယ်။အစားခံလိုက်ရတဲ့ကလေးမလေးရဲ့ကိုပွားကအရန်ကိုစွမ်းအားကြီးလို့နေခဲ့တာကြောင့်မို့လို့ဘသူမှသူ့ကိုမပုံကန်ရဲကြပဲဒီကျွန်းရဲ့အရှင်သခင်ဟီရိုကိုဆာမာအဖြစ်သတ်မှတ်ခဲ့ကြတယ်လို့မျိုးသမီးငယ်လေးဟီဆူရူကတမိုင်းเจ้าကိုပြန်ပြောပြခဲ့ပါတယ်။တစ်ဖက်ကရှင်ဘဲတို့ရဲ့ဘက်မှာတော့ဖះเจ้าထဲမှာရှိနေတဲ့ကျောင်းဆရာကာရီကီဒီကိုတွေ့ဆုံကစကားပြောဆိုနေခဲ့ပြီးတော့လွန်ခဲ့တဲ့နှစ်300လောက်တုန်းကရှိခဲ့တဲ့အချိန်မဲကောင်တွေရဲ့အကြောင်းကိုလည်းမတိမသားလေးကတ်တိုးလေးမေးကြည့်ခဲ့ပါတယ်။ကာဒီကီတီကအများမြင်မှာတော့အရန်ကိုသဘောမနှောကောင်းကျင်အောင်ဆောင်နေခဲ့ပေမယ့်ဒီကျွန်းရဲ့ပြဿနာတွေကိုစတင်ခဲ့တဲ့အဓိကတရားခံကသူကိုယ်တိုင်ပဲဖြစ်လို့နေပါတယ်။မင်းသားကောင်ဆောင်ထားတဲ့ဘလူးတကောင်ဆိုတာကိုလည်းရှင်ဘဲတို့ကပြီးခဲ့တဲ့နိုင်ပိုင်းလောက်ကမှအပြစ်မှန်တွေကိုတီးသွားခဲ့တာဖြစ်ပြီးတော့လွန်ခဲ့တဲ့နှစ်300တုန်းကရိုက်ထားခဲ့တဲ့ဓာတ်ပုံတစ်ပုံကိုထုတ်ပြခဲ့လိုက်ကဝေလာငါးကြီးတောင်တင်နေတဲ့အချိန်တုန်းကအခြားတငါတွေနဲ့တူကာဒီကီတီကလည်းအဲ့ဒီနေရာမှာရှိလို့နေပါတယ်။ဒါတွေမကားသေးပဲမကောင်းဆိုးဝါးတတ်တာခံလိုက်ရတဲ့ကလေးမလေးရဲ့နာမည်ကဟာအီနဲဖြစ်နေတဲ့ဆိုတာနဲ့သူမရဲ့ဇွဲနေကိုတမင်အသုံးချပြီးတော့မတေမျိုးတယောက်အဖြစ်ဆက်လက်နေထိုင်နေတာပဲဖြစ်ပါတယ်။ကာရီကီဒီရဲ့နာမည်အရင်ကလူသားတွေကိုးကွယ်နေကြတဲ့ဟီရူကိုဖြစ်တဲ့ဆိုတာနဲ့အခြားလူတွေတတိမထားမိအောင်ခေတ်ဆက်ဆက်နာမည်တွေအမျိုးမျိုးပြောင်းရင်အခုလက်ရှိရှိတဲ့ဆိုတဲ့နာမည်နဲ့လူများကြားမှာပုံကွယ်ပြီးတော့နေထိုင်နေပါတယ်။လိုဝက်ချက်တွေအားလုံးကိုတည်သွားတဲ့အခါမှာတော့ကျောင်းဆရာကာရီကီဒီကလည်းသူ့ရဲ့ပုံစံအမှန်ကိုထုတ်ပြလာခဲ့ပြီးတော့ဟာအီနဲဆိုတာကသူ့ရဲ့အစီအစဉ်တွေအတွက်အခိုင်းစိတ်သားသားပဲရှိတယ်လို့ရှင်းပြကရှင်ဘဲကလည်းလက်ထဲမှာရှိတဲ့တနတ်နဲ့ဘေးနားကအရေးကိုပြစ်ပြီးတော့ချိန်ချောက်ခဲလိုက်ပါတယ်။အမှန်တကယ်တော့ရှင်ဘဲတို့ကဒီဖះเจ้าကိုမလာခင်မှာအဖွဲ့သားတွေအားလုံးကကြိုတင်စီစဉ်မှုတစ်ခုပြုလုပ်ထားခဲ့ပြီးတော့ကာရီကီရီကိုမတိုက်ခိုက်သေးပဲအေးအေးဆေးဆေးစကားရင်ပြောကြည့်ဖို့အတွက်ဆုံးဖြတ်ထားပါတယ်။အကယ်၍သာကာရီကီရီဘက်ကနေစပြီးတိုက်ခိုက်လာမယ်ဆိုရင်တော့နောက်ွယ်မှာပုံနေတဲ့ဖွဲ့သားတွေအားလုံးကအထဲကိုချက်ချင်းဝင်လာရမှာဖြစ်ပြီးတော့ဖြစ်နိုင်ခြေကိုတွက်ချက်ရင်ကြီးမားတဲ့ကစားပွဲကိုလည်းရှင်ဘဲကအသက်နဲ့လောင်းကြီးထက်ကကစားကြည့်ဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်။ဟီရိုကိုရဲ့ခန္ဓာကိုယ်အစ်စ်ကကျွန်းရဲ့တနေရာမှာရှိနေတယ်ဆိုတဲ့အကြောင်းဒေါက်တာကရှင်ဘဲတို့ကိုရှင်းပြထားခဲ့ပြီးတော့အခုသူတို့တွေတွေးမြင်နေရတဲ့ကာရီကီတီဆိုတာကလည်းတကယ်ခန္ဓာကိုယ်အစ်စ်မဟုတ်ပဲဟီရိုကိုခွဲထုတ်ထားတဲ့ကိုယ်ပွားတစ်ခုသာဖြစ်တယ်လို့ပြောပြခဲ့ပါတယ်။ဟာအီနဲကဘာမှမသိတဲ့ကလေးတစ်ယောက်ဖြစ်ပေမဲ့လို့ဟီရိုကိုရဲ့ပြောစကားတွေကိုယုံကြည်ပြီးတော့ဘီလင်တစ်ယောက်အနေနဲ့ဖြစ်လာရတယ်ဆိုတာနဲ့သူတို့ရဲ့အထူးပြစ်မှတ်ကဟာအီနဲမဟုတ်ပဲဟီရိုကိုသာဖြစ်တယ်လို့ပြောပြခဲ့လိုက်ရင်သူ့ကိုအရင်ရှင်းထုတ်နိုင်မှသာပြဿနာတွေအားလုံးပြီးဆုံးသွားမှာဖြစ်ပါတယ်။အခုလိုမျိုးလူတွေကိုလိုက်ပြီးတက်နေရတဲ့ဟီရိုကိုရဲ့အဓိကရွေးချက်ကဘာလဲဆိုပြီးတော့ရှင်ဘဲကအေးအေးဆေးဆေးမေးခဲ့လိုက်ပေမယ့်လူသားတွေဆိုတာကပြောညံ့တဲ့မျိုးစိတ်တွေဖြစ်တာကြောင့်မို့လို့သူ့လိုနှပြအစွမ်းကိုပိုင်ဆိုင်ထားတဲ့လူတစ်ယောက်ကပဲကျင်းသာလက်ကနေလွတ်မြောက်အောင်လုပ်ပေးနိုင်မှာဖြစ်တယ်လို့ပြန်ပြောလာခဲ့ပါတယ်။ဒါပေမဲ့သူပြောနေတဲ့ကျင်းသာဆိုတာကသူကိုယ်တိုင်ဖန်တီးထားတဲ့အရာတွေသာဖြစ်လို့နေခဲ့ပြီးတော့ကဘာကြီးထဲမှာနေထိုင်တဲ့လူသားမျိုးနဲ့ပြတ်သုံးသွားတာကိုစောင့်ကြည့်ဖို့အခုလိုမျိုးလုပ်နေတာဖြစ်တယ်လို့ပြန်ပြောပြခဲ့ပါတယ်။ကဘာကြီးပြည့်စည်ဖို့ဆိုတာကလည်းအရန်ကိုကြောက်အောင်မဲဆိုတာဟီရိုကိုကသိသွားတဲ့အခါမှာတော့လူသားမျိုးနွယ်တွေပြတ်သုံးသွားတဲ့အထိမစောင့်တော့ပဲသူကိုယ်တိုင်အားလုံးကိုမျိုးဖြုတ်ပစ်ဖို့အတွက်စီစဉ်လိုက်ရတာပဲလို့ရှင်ဘဲကိုထပ်ပြီးတော့ရှင်းပြခဲ့ပါတယ်။စိတ်သားဆန်တဲ့ဟီရိုကိုရဲ့လောက်ရကြောင့်မို့လို့ရှင်ဘဲနဲ့ယူရှီအိုတို့ကလည်းအရန်ကိုဒေါသထွက်လို့သွားခဲ့ပြီးတော့ဘာမဟုတ်တဲ့အကြောင်းပြချက်ကိုပေးပြီးလူတွေကိုကြက်ကလေးငက်ကလေးတက်တယ်လို့လိုက်တက်နေတာပဲလို့ရှင်ဘဲကအော်ပြောခဲ့ပါတယ်။သူတို့မြင်နေရတဲ့အရာတွေကအခုမှအစာပဲရှိသေးတယ်ဆိုတာဟီရိုကိုကထပ်မံပြောလာတဲ့အခါမှာတော့ယူရှီအိုတယောက်လည်းအရန်ကိုဒေါသထွက်လို့သွားခဲ့ပြီးပုံနေတဲ့နေရာကနေလည်းချက်ချင်းပဲထွက်လာကကာရီကီရီရဲ့ကောင်းကိုသူမရဲ့စပင်းနဲ့ထက်ချမ်းပိုင်းပြီးတော့တပ်ပြစ်လိုက်ပါတယ်။ရှင်ဘဲတို့ရဲ့အရှိမပဲကာရီကီဒီကတေဆုံးသွားတာကြောင့်မို့လို့ပထမစီစဉ်အောင်မြင်ပြီလို့ထင်ခဲ့လိုက်ကအဖွဲသားတွေကိုလှမ်းပြီးတော့ဆက်သွယ်ခဲ့လိုက်ပေမယ့်ရုတ်တရက်ပဲကာရီကီဒီရဲ့ကိုပွားနောက်တစ်ကောင်ကအနောက်ကနေထပ်ပြီးပေါ်လာခဲ့ကယူရှီယိုရဲ့အရေးကိုလည်းဓာတ်နဲ့ထောက်ပြီးတော့တိုက်ခိုက်ခဲ့ပါတယ်။မထင်မှတ်ထားတဲ့လုံရကြောင့်မို့လို့ယူရှီယိုတယောက်လည်းအရန်ကိုထိတ်လန့်လို့သွားခဲ့ပြီးရှင်ဘဲကလည်းလက်ထဲမှာရှိတဲ့တနက်နဲ့ဇက်တိုက်ပြက်ကပြင်ပမှာစောင့်နေတဲ့အဖွဲသားတွေကိုလည်းဝင်ချဖို့အတွက်လှမ်းပြီးတော့အချက်ပေးခဲ့လိုက်ပါတယ်။ရှင်ဘဲရဲ့မျက်စိရှိမှပဲယူရှီယိုဟာဟီရူကိုရဲ့လက်ချက်နဲ့ပဲအသက်ခံခဲ့လိုက်ရပြီးတော့သူမမသိခင်အချိန်မှာစွမ်းအားတစ်ခုကိုထုတ်သုံးသွားကမှတ်ညက်နေအားလုံးကိုလည်းရောက်သွားပုံစံလဲဆွဲလေးတဲ့ကိုအကုန်ထည့်ပေးခဲ့လိုက်ပါတယ်။ယူရှီယိုကိုတက်ပြီးသွားတဲ့နောက်မှာတော့ရှင်ဘဲကိုပါဟီရူကိုကထပ်မံတိုက်ခိုက်လာခဲ့ပြီးအတိတ်ကိုနောက်တစ်ခါပြန်ရောက်တော့လုပ်ပစ်ခဲ့လိုက်ကနှစ်ပေါင်းများစွာတိဆောက်လာခဲ့တဲ့သူ့ရဲ့အစီအစဉ်တွေကိုဘလုံးမအနိုင်ယူလို့ရမှာမဟုတ်ကြောင်းနောက်ဆုံးအနေနဲ့ပြောဆိုခဲ့ပါတယ်။အဖွဲ့သားတွေအားလုံးကလည်းရှင်ဘဲရဲ့အချက်ပေးတံကိုကြားတာကြောင့်မို့လို့အထဲကိုဝင်လာပြီးတော့ဟီရူကိုအသေးတန်တိုက်ခိုက်ဖို့လုပ်ခဲ့ကြပေမယ့်ကမ္မကောင်းစောနဲ့ပဲသူတို့ရောက်လာတဲ့အချိန်ရှင်ဘဲကိုယ်တိုင်ကလည်းအသက်ခံခဲ့လိုက်ရပြီးတော့အတိတ်ကိုမသွားခြင်းမဲ့နောက်တစ်ခေါက်ပြန်သွားခဲ့လိုက်ရရင်းနဲ့ပဲအပိုင်းဆက်ကွန်ကလည်းဒီနေရာမှာတင်ပြီးဆုံးလို့သွားပါတယ်။တော်တဲ့ကအချိန်မဲကောင်နေနဲ့တိုက်ခိုက်ပြီးကလေးတွေကိုကယ်တင်ပေးတဲ့အချိန်ကာလကိုရှင်ဘဲတယောက်ပြန်ရောက်သွားခဲ့ပေမယ့်ထူးဆန်းစွာနဲ့ပဲဒီတစ်ခေါက်မှာတော့ယူရှီယိုကသူနဲ့တူပြန်ပြီးတော့ပေါ်မလာခဲ့ပါဘူး။ဟီရူကိုကယူရှီယိုရဲ့တကယ်ခန္ဓာကိုဖြစ်တဲ့အရေးကိုဖျက်ဆီးလိုက်တာကြောင့်မို့လို့အပီးတိုင်ပြောက်ွယ်ပြီးတိတ်ဆုံးသွားခဲ့တယ်ဆိုတာကိုလည်းခဏကြာမှနားလည်သွားခဲ့ပြီးတော့
အသက်နဲ့လောင်ကြီးထပ်ပြီးလုပ်ခဲ့တဲ့မစ်ရှင်ကမအောင်မြင်ခဲ့တာကြောင့်မို့လို့ရှင်ဘဲကိုယ်တိုင်ကလည်းသူ့ကိုယ်သူခွင့်မလွန်နိုင်ဖြစ်နေခဲ့ပါသည်ဒီကြောင့်ကိုအဖွဲ့သားတွေစီအချိန်မီသွားရောက်တတိပေးဖို့အတွက်ရှင်ဘဲကလုပ်ခဲ့လိုက်ပေမယ့်တစ်ဖက်မှာသူအချိန်ကူးလာတာကိုကြိုးဆောင်နေတဲ့ဟာယီနဲကလည်းကြီးကန်းပုံစံနဲ့သူ့အနားကိုထပ်ပြီးရောက်လာခဲ့ပါသည်ဟာယီနဲတို့ကရှင်ဘဲကိုအခုလိုဖြစ်အောင်တေချာကွက်ချပြီးမှတမင်တက်ပစ်လိုက်တာဖြစ်ပြီးတော့ကလေးတို့ရဲ့အနားကိုထပ်ရောက်လာတဲ့ရှင်ဘဲကိုလည်းနောက်တစ်ချိန်ဘာမှထပ်ပြီးမလုံနိုင်အောင်တက်ပစ်ဖို့အတွက်ဟာယီနဲကလှုပ်လာခဲ့ပါသည်တော်ထဲမှာရှိနေတဲ့အချိန်မဲကောင်တွေကိုဆင့်ခေါ်ရင်ရှင်ဘဲပါဝင်ကလေး300စလုံးကိုပါတက်ပစ်ဖို့အမိန့်ပေးလာခဲ့ပြီးမထင်မှတ်ထားတဲ့ကိစ္စတွေဖြစ်လာတာကြောင့်မို့လို့ရှင်ဘဲကလည်းအရန်ကိုအံ့ဩသွားခဲ့ပြီးတော့အဲ့ဒီနေရာမှာတင်တေးရတော့မှလားဆိုတဲ့အတွေ့ကဝင်လာခဲ့ပါသည်အသက်ခံရတော့မဲ့အနေထားကနေရုံထွက်နိုင်မှုအတွက်ရှိသမျှအကြံတွေကိုအကုန်ထုတ်ပြီးတော့အေးအေးဆေးဆေးစကားပြောကြရအောင်လို့ဟာယီနဲကိုတောင်းဆိုခဲ့လိုက်ပေမယ့်တစ်ဖက်ကဟာယီနဲကတော့သူပြောစကားကိုလုံးဝနားမထောင်ပဲအဲ့ဒီနေရာမှာတင်အပိတက်ဖို့အတွက်ထပ်ပြီးလုပ်ခဲ့ပါသည်အချိန်မကောင်းဆိုးဝါးတွေကရှင်ဘဲတို့စီကိုအုပ်လိုက်ကြီးပြေးလာနေခဲ့ကြပြီးအားလုံးကိုတတ်ဖို့လှုပ်လာခဲ့တဲ့အချိန်ရှင်ဘဲရဲ့ဘောင်းမီအိတ်ကက်တဲ့ကနေထူးဆန်းတဲ့အရာကိုတွေ့သွားတဲ့အခါမှာတော့ဟာယီနဲကိုယ်တိုင်ကလည်းစိတ်ပြောင်းသွားကရှင်ဘဲတို့ကိုစက်မတိုက်ခိုက်ဖို့အတွက်အော်ပြောခဲ့ပါသည်တစုံတစ်ခုကိုထိတ်လိုက်တဲ့ပုံစံဖြစ်သွားတဲ့ဟာယီနဲရဲ့မျက်နှာကိုလည်းရှင်ဘဲကတတိထားမိသွားခဲ့ပြီးတော့သူတို့တွေကြည့်နေတော့မှပဲတက်ပြန်ဆုတ်သွားကအသက်အန္တရာယ်ဘေးကနေလည်းကန်ကောင်းပြီးတော့လွန်မြောက်လို့သွားခဲ့ပါသည်အချိန်ကူးပြောင်းနိုင်စွမ်းကိုကန့်သက်တာတဲ့ကြော်လွန်ပြီးအသုံးပြုခဲ့တာကြောင့်မို့လို့ရှင်ဘဲရဲ့ညာဘက်မျက်လုံးကလည်းအရန်ကိုနာကျင်လာခဲ့ပြီးတော့အတိတ်ကိုနောက်တစ်ချိန်ပြန်ရောက်လာပြီးဆိုတဲ့အကြောင်းကိုအသိပေးဖို့အတွက်ဟီဆူရူနဲ့ကြံတဲ့ဖွဲ့သားတွေစီကိုလည်းချက်ချင်းပဲဖုန်းကောက်ဆက်ခဲ့ပါသည်အနာဂတ်မှာဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေအားလုံးကိုရှင်ဘဲကဟီဆူရူတို့ကိုအကုန်ပြောပြခဲ့လိုက်ပြီးတော့ယူရှီယိုရဲ့တည်ဆုံမှုအကြောင်းကိုပါကြားလိုက်ရတဲ့အခါမှာတော့အားလုံးကလည်းစိတ်မကောင်းဖြစ်သွားခဲ့ကြပါသည်အခုသူရှိနေတဲ့ကျွန်းရဲ့တီနီယာကိုပို့ပြီးမှဖြစ်လို့အားလုံးအမြန်လာကြဖို့အတွက်ရှင်ဘဲကပြောဆိုခဲ့လိုက်ပြီးမကောင်းဆိုးဝါးတွေထက်အရင်လက်ဦးမှုရယူဖို့အတွက်ဖွဲ့သားတွေအားလုံးကလည်းရှင်ဘဲခေါ်တဲ့နေရာစီကိုအမြန်ထွက်လာခဲ့လိုက်ကြပါသည်အနာဂတ်ကိုပြောင်းလဲနိုင်တော့မယ်လို့ဟီဆူရူတို့ကထင်နေခဲ့ကြပေမယ့်တကယ်တမ်းမှာသူတို့အဖွဲ့ကိုဖုံးဆက်လာတဲ့သူကရှင်ဘဲအစ်စ်မဟုတ်ပဲရှင်ဘဲရဲ့ပုံစံကိုကူးယူထားတဲ့ဟာယီနဲတာဖြစ်လို့နေခဲ့ပါသည်တစ်ဖက်ကရှင်ဘဲအစ်စ်ကတော့ဖုန်းလိုင်းမမိတဲ့နေရာကိုရောက်နေတာကြောင့်မို့လို့ဘသူ့ကိုမှအဆက်အသွယ်လုပ်လို့မရဖြစ်နေခဲ့ပြီးဘာမှမကြံတတ်တော့တဲ့ရှင်ဘဲတယောက်လည်းကလေးတွေကိုခေါ်ပြီးဒီတိုင်းမျိုးတွေကိုလည်းလမ်းလျှောက်ပြီးပြန်ချလာခဲ့လိုက်ပါသည်မစ္စတာအယ်လန်တယောက်ရှင်ဘဲရောက်လာတာကိုတွေးလိုက်ရတာကြောင့်မို့လို့နည်းနည်းတော့အံ့ဩလို့သွားခဲ့ပြီးတော့စောနာကပဲဂျုံမော့ကိုလာဖို့မီယိုတို့ကိုဆက်သွယ်ခဲ့တာမဟုတ်ဘူးလားလို့မစ္စတာအယ်လန်ကမေးလာခဲ့ပါတယ်။လိုင်းမမီလို့ဆက်သွယ်မလုပ်ခဲ့ရတာဆိုပေမဲ့သူဂျုံမော့ရှိနေတာကိုအဖွဲ့သားတွေအကုန်လုံးဘလို့တီးသွားကြတာလေလို့တေချာပြန်တွေးကြည့်ခဲ့လိုက်တဲ့အခါမှာတော့မကောင်းဆိုးဝါးမှဟာအီနဲ့ကသူ့ရဲ့ဘုံတူကိုကိုယူပြီးဟီဆူရူပါဝင်အဖွဲ့သားတွေအားလုံးကိုအယောင်ဆောင်ပြီးတော့ဖုံးဆက်ခဲ့တယ်ဆိုတာကိုနားလည်သဘောပေါက်သွားခဲ့ပါတယ်။တစ်ဖက်ကမျိုးသမီးငယ်လေးဟီဆူရူရဲ့ဘက်မှာတော့ရှင်ဘဲနဲ့ဖုံးပြောဆိုရင်ဒီကောင်ရဲ့ပြောပုံဆိုပုံတွေကအရင်ကနဲ့မတူပဲနည်းနည်းထူးဆန်းနေတာကိုတတိထားမိသွားခဲ့ပြီးနေစုနဲ့ကျန်တဲ့ဖွဲ့သားတွေအားလုံးကိုလည်းကျွန်းပြစ်မှာပဲခဏနေရခဲ့ဖို့နဲ့သူတယောက်တည်းအရင်သွားပြီးတော့စစ်ဆေးကြည့်မယ်လို့ပြောဆိုခဲ့ပါတယ်။လိုအပ်တဲ့အချက်လက်တွေကိုယူဖို့အတွက်ရှင်ဘဲကအိမ်ကိုပဲအမြန်ပြန်လာခဲ့လိုက်ပြီးမီယိုရဲ့ခန်းထဲကနေအော်တန်တန်ကြားတာကြောင့်မို့လို့ဘာများဖြစ်တာလဲဆိုပြီးတော့သွားဖွင့်ကြည့်ခဲ့လိုက်ပါတယ်။ထူးဆန်းသွားနေပဲမီယိုရဲ့အရေးကတစုံတစ်ယောက်ရဲ့လက်ချက်နဲ့ပဲကျန်းပြစ်မှာဖမ်းချုပ်ခံထားရပြီးတော့ဒါကိုမြင်လိုက်ရတဲ့ရှင်ဘဲတယောက်လည်းအမြန်မဲကူညီပေးခဲ့လိုက်ကဘာတွေဘယ်လိုဖြစ်သွားလဲဆိုတာကိုမေးကြည့်ခဲ့ပါတယ်။အမှန်တကယ်တော့မီယိုရဲ့ကိုပါကိုအခုလိုဖြစ်အောင်ဖမ်းချုပ်ထားတာကမီယိုအစ်စ်ရဲ့လက်ချက်ပဲဖြစ်လို့နေခဲ့ပြီးတော့ရှင်ဘဲရဲ့ဆက်သွယ်မှုကိုရပြီးတဲ့အချိန်သူမကိုရုတ်တရက်တိုက်ခိုက်လာခဲ့တာဖြစ်တယ်လို့ပြန်ပြီးတော့ရှင်းပြခဲ့ပါတယ်။ဒါတွေအကုန်လုံးကဟာယီနဲနဲ့ဟီတိုကိုတို့ရဲ့လက်ချက်ဖြစ်နေတယ်ဆိုတာကိုလည်းရှင်ဘဲတယောက်နားလည်သဘောပေါက်သွားခဲ့ပြီးတော့အဖွဲ့သားတွေကိုကယ်တင်ပေးဖို့အတွက်တောအုပ်ကြီးစီကိုနောက်တစ်ချိန်သွားဖို့အတွက်ပြင်ဆင်နေခဲ့တဲ့အချိန်မီယိုစစ်စီကနေလည်းဖုံဝင်လာခဲ့ပါတယ်။တကယ်တမ်းမှာတော့အဲ့ဒီဖုံကိုဆက်လိုက်တဲ့သူကမီယိုစစ်မဟုတ်ပဲရှင်ဘဲရောင်ဆောင်ထားတဲ့ဟာယီနဲတာဖြစ်လို့နေခဲ့ပြီးသူတို့ရဲ့အဖွဲ့သားတွေကကျွန်းရဲ့တောင်ဘက်နဲ့မြောက်ဘက်ကိုအဖွဲ့ခွဲပြီးတော့ပို့ထားခံလိုက်ရပြီလို့ပြောပြခဲ့ပါတယ်။ရှင်ဘဲအနေနဲ့အဖွဲ့နှစ်ဖွဲ့တွေကတစ်ဖွဲ့ကိုသာကယ်တင်လို့ရနိုင်မယ်ဆိုတာနဲ့အချိန်သိမ်းမရှိတာကြောင့်မို့လို့တွေ့ဝေနေရင်အကုန်လုံးကိုပါဆုံးရှုံးနိုင်ရခြေရှိတယ်လို့ဟာယီနဲကရှင်းပြခဲ့ပြီးတော့ရှင်ဘဲတယောက်ဆုံးဖြတ်ရခန့်နေတဲ့အချိန်မီယိုနဲ့ရှိုတို့ကဟီတိုကိုရဲ့ကိုပါရှိနေတဲ့တောင်ထိပ်ကအိမ်တလုံးစီကိုရောက်သွားခဲ့ပါတယ်။ဟီတိုကိုကသူ့ရဲ့ရှေ့မှာပေါ်လာတဲ့မီယိုနဲ့ရှိုတို့ကိုအချိန်မဲကောင်ရဲ့အစွမ်းအားကိုသုံးကစတင်တိုက်ခိုက်ဖို့အတွက်ပြင်ဆင်နေခဲ့ပြီးတစ်ဖက်ကဟီဆူရူကလည်းအဖွဲ့သားတွေကိုနှုတ်ဆက်ရင်ရှင်ဘဲနဲ့တယောက်တည်းတွေးဖို့အတွက်ထွက်လာခဲ့လိုက်ပါတယ်။ပင်လယ်ကမ်းစပ်မှာတယောက်တည်းရှိနေတဲ့ရှင်ဘဲစီကိုလည်းခဏကြာမှတော့ဟီဆူရူကရောက်ရှိလို့လာခဲ့ပြီးအချိန်မဲကောင်းတွေရဲ့မကောင်းတဲ့အငွေ့သက်ကိုရသွားခဲ့တာကြောင့်ဒီကောင်ကရှင်ဘဲမဟုတ်ပဲဟာယီနဲဖြစ်တယ်ဆိုတာကိုလည်းသဘောပေါက်သွားခဲ့ပါတယ်။ရှင်ဘဲလိုဆက်ပြီးဟန်ဆောင်မနေတော့ဖို့နဲ့သူဘသူလဲဆိုတာကိုတီးပြီးသွားပြီလို့ဟီဆူရူကပြောပြခဲ့လိုက်ပြီးသူ့ရဲ့ဂတိစကားတိုင်းနောက်တစ်ချိန်ထပ်တွေ့ရင်အသေးတက်ပြစ်မယ်ဆိုတဲ့စကားကိုလည်းဟာယီနဲတီအောင်ပြန်ပြောပြခဲ့လိုက်ပါတယ်။နှစ်ယောက်သားစကားပြောနေတဲ့အချိန်ဟီဆူရူရဲ့အနောက်ကနေလည်းဟီတူကိုကထွက်ပေါ်လာခဲ့ပြီးတော့လက်ထဲမှာရှိနေတဲ့လှမ်းနဲ့ထိုးသွားဖို့အတွက်လှုပ်ခဲလိုက်ပေမယ့်တတိထားမိသွားတဲ့မျိုးသမီးငယ်လေးဟီဆူရူကလည်းအဲ့ဒီတိုက်ခိုက်မှုကိုချက်ချင်းပဲတင်ဆောင်ခဲ့လိုက်ပါတယ်။အမှန်တကယ်တော့ဟီဆူရူရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ယူနိုဆူကဲဟာအနာဂတ်မှာဖြစ်လာတဲ့ကိစ္စတွေကို2စက္ကန့်ကြုံမြင်နိုင်စွမ်းရှိတာကြောင့်မို့လို့ဟီတူကိုရဲ့တိုက်ခိုက်မှုကိုလည်းအခုလိုမျိုးအမြန်ပဲတင်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ဟီတူကိုကလည်းသူ့ရဲ့လှမ်းထိုးချက်တွေကိုတင်ဆောင်ပြခဲ့တဲ့ဟီဆူရူကိုချီးကျူးခဲ့လိုက်ပြီးသူတို့ရဲ့အစီအစဉ်တွေအားလုံးကပျက်စီးသွားပြီဖြစ်လို့စူးစမ်းနေလေဘာမှထူးလာတော့မှမဟုတ်ဘူးလို့ဟာယီနဲကပြောပြခဲ့ပါတယ်။ဟီဆူရူရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ယူနိုဆူကဲရဲ့အစွမ်းကိုလည်းဟာယီနဲကချက်ချင်းအာရုံခံပြီးသွားခဲ့ပြီးတော့ဒီကောင်ကသူတို့ရဲ့လှုပ်ရှားမှုကို2စက္ကန့်ကြိုမြင်ရတယ်ဆိုတာနဲ့တေချာကြည့်ကြက်ပြီးတိုက်ခိုက်မှရလိမ့်မယ်ဆိုပြီးတော့လေဟီတူကိုရှင်းပြခဲ့လိုက်ပါတယ်။ဟီတူကိုကဟီဆူရူရဲ့အရှိမပဲသူ့ရဲ့ရိမ်မဲကောင်အစွမ်းကိုထုတ်သုံးခဲ့လိုက်ပြီးဟ
ဟာယီနဲရဲ့ဘေးမှာအမြဲတမ်းတွေ့ရတတ်တဲ့ရှီဒဲလို့ခေါ်တဲ့အကောင်ကြီးပုံစံကိုပြောင်းသွားကမောင်နှမနှစ်ယောက်စလုံးကိုလည်းတခါတည်းရှင်းပြဖို့အတွက်လှုပ်လာခဲ့ပါတယ်လူသားတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲမှာဝင်နေတဲ့ယူနိုဆူကဲနဲ့အရေးမကောင်းဆိုးဝါးရဲ့ခန္ဓာကိုယ်ထဲမှာဝင်နေတဲ့ဟီဒူကိုတို့နှစ်ယောက်ကအဲ့ဒီနေရာမှာတင်စတင်တိုက်ခိုက်ခဲ့ကြပြီးတော့အရန်ကိုမြန်ဆန်တဲ့အချိန်တွေပြင်းထန်တဲ့ထိုးချက်တွေနဲ့တူသူတပြန်ကိုတပြန်အစောပလော်တီးရင်းနဲ့ရင်ဆိုင်တိုက်ခိုက်နေကြပါတယ်ဟီဒူကိုကကျုံးရဲ့ပြန်မှာစောင့်နေတဲ့အဖွဲ့သားတွေကြောင်းအောင်လို့တူရိုက်ချက်ကိုလည်းအတန်ကျဲကြီးနဲ့ရိုက်ထုလိုက်ရင်အချက်ပြခဲ့လိုက်ပြီးတော့မုံစိုးကြီးနေသူနဲ့အဖွဲ့သားတွေအားလုံးကလည်းဟီဒူလူတယောက်ထောင်ချောက်ထဲကိုရောက်နေပြီဆိုတာကိုသိသွားကကူညီပေးဖို့အတွက်အမြန်ပြေးသွားခဲ့ကြပါတယ်တိုက်ပွဲချိန်ကဘလောက်မှမရှိသေးပေမဲ့ဟီဒူကအရန်ကိုမော်ပန်လို့နေခဲ့ပြီးတော့သူမလိုလူသားမိန်းကလေးတယောက်ရဲ့ခန္ဓာကိုယ်ကယူနိုဆူကဲရဲ့လှုပ်ရှားမှုကိုဘလို့မှအမိမလိုက်နိုင်ဖြစ်နေခဲ့ပါတယ်ဒီပုံစံတိုင်းဆက်သွားမယ်ဆိုရင်အမားဖြစ်သူရဲ့ခန္ဓာကိုယ်ကအကြီးကျယ်ဒဏ်ရာရသွားမှာဖြစ်ပြီးရှီတဲတို့ကိုပါရှုံးနေသွားနိုင်ခြေရှိတာကြောင့်မို့လို့တကွက်လောက်အာရုံနောက်အောင်လုပ်ပြီးတော့ဒီကနေအမြန်ထွက်ပြေးဖို့အတွက်ယူနိုဆူကဲကကြံစည်ခဲ့ပါတယ်။ဒါပေမဲ့ဟီဇူဒူကတော့ဒါကိုလက်မခံပဲသူတို့တွေအနိုင်ရနိုင်ခြေရှိတယ်လို့ပြောဆိုလာခဲ့ပြီးဘယ်ကိုမှထွက်မပြေးပဲအဆုံးထိတိုက်ခိုက်သွားကြမယ်လို့ယူနိုဆူကဲကိုပြောပြခဲ့လိုက်ကသူ့ရဲ့ခန္ဓာကိုယ်အတွက်လုံးဝစိတ်မပူပဲအပြေးအဝလှုပ်ရှားဖို့အတွက်သာတိုက်တွန်းခဲ့ပါတယ်။အမှားဖြစ်သူဟီဇူဒူရဲ့ပြောစကားတွေကြောင့်မို့လို့ယူနိုဆူကဲကလည်းတိုက်ပွဲကိုတေချာအာရုံပြန်ဆိုင်ခဲ့လိုက်ပြီးတော့ခုညီပေးမဲ့အဖွဲ့သားတွေလာနေပြီဖြစ်လို့ရှိသမျှခွန်အားတွေကိုအကုန်ထုတ်သုံးပြီးတော့တိုက်ခိုက်ဖို့အတွက်ပြင်ခဲ့လိုက်ရင်းနဲ့ပဲဘိုင်းဆက်ကိုကလည်းဒီနေရာမှာတင်ပြီးဆုံးလို့သွားခဲ့ပါတယ်။